ဆောင်တွေရဲ့ဒဏ္ဍာရီတပုတ်ပေါ့နော်ဒါကျွန်တော်တို့ဟိုးရွာမှာတော်ရမို့ဆောင်ဖြစ်ပါတယ်လမ်းကတော့ကျန်းကြည့်ပါဒီလမ်းတွေကျွန်တော်ဆရာဆက်စမောင်းနေပါပြီမောင်းနေပါတယ်မောင်းနေပါတယ်ဟေးတော့ပြီးတော့ဆွဲလို့ရနော်ရတယ်အကျဉ်းကြီးပဲဆရာတော့ဆက်ဆွဲနေပြီလောက်ဆိုဆရာကျွမ်းပြီလားညီပေါ့နော်ညီလန်းဆိုဆရာကျွမ်းပြီHãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ Bữa trưa khô đau